ကစင်လန်ကမြန်မာရဲ့စုပေါင်းထမင်းနဲ့ထိုးပွဲဖြစ်ပါတယ်။တိုင်းတစ်ပါးကိုရောက်နေပေမဲ့ရိုးရာဓလေ့ကိုထိန်းသိမ်းတဲ့အနေနဲ့ထမင်းနဲ့ထိုးပွဲကိုနေ့စဉ်ကျင်းပမြင်ပြုလုပ်နေတယ်လို့ခေါင်းဆောင်တူကပြောပါတယ်။အော်အလူလောက်တာပါဒီနားမှာတွာလာနေတဲ့လူတွေကိုလည်းကြွေးတယ်။နောက်ပြီးတော့ကျမတို့နေတဲ့တိုက်ခန်းတွေမှာလည်းမြန်မာတွေရှိတယ်လေ။သူတို့တွေကိုလည်းဒီအိမ်နဲ့ထိုးဒီဖာတွေနဲ့ဖာနဲ့ထည့်ပြီးတော့ဒီလိုက်ဝင်နေတာလည်းရှိတယ်။ဒါကတော့နေ့တိုင်းလုပ်ပါတယ်ကျွန်တော်တို့ဒီတူနိုင်တဲ့ဘက်ကပေါ့တူတိုးဖို့တိုးအဲ့လိုကျွန်တော်တို့ရစုပေါင်းပြီးတော့လုပ်တယ်ပြီးတော့ရဟန်းတန်ဃာတွေကိုလည်းကတ်တယ်ဒီကလမ်းဒီနားမှာတွာလာနေတဲ့လူတွေကိုလည်းအခန့်ကျွေးမွေးတယ်လို့ဥဆောင်သူတို့ကပြောတာပါ။သမနဲ့ထိုးတဲ့နေရာကဘန်ကောက်ဘန်ခဲဖက်ကစင်83လမ်းကမြန်မာတွေစုပေါင်းသမနဲ့ထိုးကြတာဖြစ်ပါတယ်။ယခုလိုတင်းငွေနားရက်တွေမှာစုပေါင်းပြီးတော့သူ့အလဲကိုအလဲနဲ့ဒီကောင်းမှုကုသိုလ်တွေလာရောက်ပြုလုပ်နေတာကိုတော့တွေ့ရပါတယ်။သမနဲ့ကိုစားချင်တော့ဘယ်သူဘယ်ဝါမခွဲကြပါဘူး။လာစားချင်တယ်ဆိုတော့လာယူလို့ရပါတယ်။အလူလုတ်တယ်ဆိုတော့ဘယ်သူပဲဖြစ်ဖြစ်ကျမတို့အနေနဲ့လူတန်းပါတယ်လို့ဥဆောင်သူကဆက်ပြောတာပါဒီပွဲလဲစီရဲ့နေ့ဒီကနေ့ထမင်းနဲ့ထိုးတဲ့အဝတ်ရည်အတွက်ကတော့10ဦးနေပါလို့ရှိတယ်မနေ့ကနေညနေ4နာရီအထိထမင်းကိုစုပေါင်းထိုးခဲ့ကြတယ်လို့ဥဆောင်သူကဆက်ပြောပါသေးတယ်